ကုန်းမောင်ခေကအင်္ဂလိပ်မြန်မာအဘိဓမ္မာပြုစုသူစစ်တုံးပန်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်သူတအိမ် channel ကနေကြိုဆိုလိုက်ပါတယ်ရန်သူလက်ထဲမှာအကျဉ်းသားဖြစ်ပိတ်မိနေရင်တေတံနဲ့အနီးကပ်နေတဲ့အခြေအနေကနေတနိုင်ငံလုံးကလေးစားရတဲ့ပညာရှင်တဦးဖြစ်လာဖို့ဆိုတာရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့မှတောင်မြင်တွေ့ရခဲ့တဲ့ဖြစ်ရမျိုးပါဒါပေမဲ့ကုန်းမောင်ခေဦးပထမအင်္ဂလိပ်မြန်မာစစ်ပွဲရဲ့မီလီယံတွေအကြားမှာတော့ဓာတ်ကိုစွန့်ပြီးကလောင်ကိုကင်ဆွဲခဲ့တဲ့ပြည်တိရှစစ်ဗိုလ်တဦးရဲ့ထူးဆန်းဆန်းကျယ်ဇလန်တပုတ်တကယ်ပဲရှိခဲ့ပါတယ်။အဲ့ဒါကတော့စစ်တုံးမှန်ဘဝကနေမြန်မာစာပေလောကကိုအလင်းပြခဲ့တဲ့ဂျွန်ဖင်လန်ဆိုတဲ့သူပဲဖြစ်ပါတယ်။1824ခုနှစ်ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြင်းထန်နေချိန်မှာအင်္ဂလိပ်စစ်ဗိုလ်တဦးဟာမြန်မာတပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။သူ့အတွက်တော့အင်းဝနေပြီးတော့ဆိုတာကမ္ဘာအစုံသက်ငရေကန်းတစ်ခုလိုပါပဲ။အဲ့ဒီခေတ်ကစစ်တုံးမှန်ဤအပေါ်ဆက်ဆံဘဝအရန်ကိုကြမ်းတမ်းပြီးတော့အထူးသဖြင့်ရန်သူတရှိုးလို့တန်တရားရှိရင်တေတံကလွဲလို့တခြားမရှိပါဘူး။တန်ချေခြင်းတွေခဏိတ်ခံထားရပြီးမှောင်မိုက်တဲ့ထောင်ကန်ထဲမှာပိတ်မိနေတဲ့အဲ့ဒီစစ်ဗိုလ်ဟာနေ့စဉ်နဲ့အမျှတေမင်းကိုစောင့်မျှော်နေကြရပါတယ်။ဒါပေမဲ့သူဟာတခြားစစ်သားတွေနဲ့မတူတဲ့အချက်ကတော့စူးစမ်းကျင်စိတ်ရှိနေတာပါပဲ။သူ့အနားကိုလာပြီးအစာကျွေးတဲ့ထောင်ဆောင်တွေသူ့ကိုစစ်ဆေးတဲ့မြန်မာအရာရှိတွေပြောဆိုနေတဲ့စကားအသံတွေဟာသူ့အတွက်တော့ဂီတအသံစင်တွေလိုစမ်းကြယ်နေခဲ့ပါတယ်။သူဟာထောင်ထဲမှာတဲ့မြန်မာစကားလုံးတွေကိုစတင်မှတ်သားပါတယ်။မြေကြီးပေါ်မှာဒုံးနဲ့စာရင်းရင်အတန်တွက်တွေကိုအင်္ဂလိပ်လိုပြန်မှတ်ရင်းနဲ့သူဟာမြန်မာစာပေရဲ့နှက်ဆိုင်မှုကိုသဘောကျလာပါတော့တယ်။အကျဉ်းသားတစ်ယောက်ကရန်သူစာပေကိုသင်ယူနေတာကိုတွေ့တဲ့အခါမြန်မာပညာရှင်တွေကလည်းအံ့ဩသွားကြပါတယ်။ဒီလူဟာငါတို့ရဲ့ရန်သူဖြစ်ပေမဲ့ငါတို့ရဲ့ဘာသာစကားကိုလေးစားတဲ့သူပဲဆိုတဲ့အသည့်ကနန်းတွင်အထိပြန့်နှံ့သွားခဲ့ပါတယ်။အဲဒီအချိန်မှာအင်းဝနန်းတော်မှာလည်းအင်္ဂလိပ်စာတတ်တဲ့သူအနောက်တိုင်းအသိပညာရှိတဲ့သူအရန်ကိုလိုအပ်နေတဲ့အချိန်မှာမကြခင်မှာရဲ့ဘာကြီးတော်မင်းတရားဟာဒီစစ်တုံးပန်းကိုထောင်ထဲကနေထုတ်ပြီးတော့နန်းတွင်ပညာရှင်တွေနဲ့တွေ့ဆုံစေခဲ့ပါတယ်။ဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးအလှည့်အပြောင်းပါပဲ။သူဟာမြန်မာပညာရှင်တွေနဲ့တွဲဖက်ပြီးတော့အင်္ဂလိပ်မြန်မာအဘိဓမ္မာကိုစတင်ပြုစုပါတော့တယ်။အနောက်တိုင်းသားတဦးရဲ့အမြင်နဲ့မြန်မာစာပေရဲ့အနှစ်သာရကိုပေါင်းစပ်လိုက်တဲ့အခါအရန်ကိုစနစ်ကျတဲ့စာပေလက်ရာတွေထွက်ပေါ်လာပါတယ်။သူဟာဘရင်ကြီးနဲ့အင်္ဂလိပ်အစိုးရကြားမှာစကားပြန်အဖြစ်ဆောင်ရွက်ပေးုံတင်မကပဲအနောက်တိုင်းရဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေကိုအကြံပေးရတဲ့နန်းတွင်းအကြံပေးရာထူးထိရရှိခဲ့ပါတယ်။သူဟာအင်္ဂလိပ်လူမျိုးဖြစ်ပေမဲ့မြန်မာဘရင်ရဲ့ကျေးဇူးသစ္စာကိုစောင့်တည်ပြီးတော့တိုင်းပြည်အတွက်အကျိုးရှိမဲ့စာပေလုပ်ငန်းတွေကိုအားသွန်ခွန်စိုက်လှုပ်ဆောင်ခဲ့ပါတယ်။ရန်သူစစ်တုံးမှန်ဘဝကနေမြန်မာပြည်ရဲ့ကလားအမတ်တဦးလိုဖြစ်လာခဲ့တာကတကယ့်ကိုအမတ်ခဲမှာပဲ။သူပြုစုခဲ့တဲ့အဘိဓမ္မာနဲ့စာပေလက်ရာတွေဟာနောက်ပိုင်းမှာရုတ်တတန်လိုပုံကိုယ်တွေမြန်မာအင်္ဂလိပ်အဘိဓမ္မာပြုစုရာမှာလည်းအခြေခံထောက်ထားတွေဖြစ်ခဲ့ုံတင်မကမြန်မာနိုင်ငံရဲ့တန်တမန်ဆက်ဆံရေးသမိုင်းမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ပါတယ်။ကုန်းပေါင်ခေကဒီစစ်တုံးပန်းပညာရှင်ရဲ့ဇာတ်လမ်းဟာမြန်မာသမိုင်းရဲ့မှတ်တမ်းမတင်ရသေးတဲ့လျှို့ဝှက်ချက်တစ်ခုလိုပါပဲ။သူဟာအတန်ချေခြင်းတွေကြားကနေမြန်မာစာပေရဲ့အလားတရားကိုမြင်အောင်ကြည့်နိုင်ခဲ့လို့သာယနေ့တိုင်ကျမတို့ဂုဏ်ယူရတဲ့အဘိဓမ္မာလုပ်ငန်းတွေရဲ့အခြေခံအုတ်မြစ်တွေပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။